ဟယ်လိုမြောက်ခွညူချစ်သူလေးများမင်္ဂလာပါရှင်ဒီထည်လေးတွေကိုရောင်းချပေးတာတော့အမှတ်7ပြီးစိုင်းငိန်ကလည်းကမာရွတ်လဲတဲ့ရန်ကုန်မြို့ပါရှင်မမတို့ညီမလေးတို့ကိုမြန်မာနိုင်ငံအနှံ့ Royal Express ရောက်တဲ့မြို့တိုင်းကိုတစ်စုံမဲဝယ်ဝယ်မမတို့နှစ်စုံမဲဝယ်ဝယ်သုံးစုံမဲဝယ်ဝယ်ပေါ့နော်အိမ်ရောက်မှငွေချေနဲ့ပို့ဆောင်ပေးမှာဖြစ်ပါတယ်ဒီနေ့ပြပေးမှာကတော့အိန္ဒိယနိုင်ငံကထုတ်လုပ်ပေးတဲ့တမူးလုံကြီးချီသားဝမ်းဆက်လေးတွေနဲ့မိတ်ဆက်ပေးခြင်းလို့ပါရှင်ဒီနေ့မိတ်ဆက်ပေးမှာကတော့လုံးဝအိန္ဒိယနိုင်ငံထုတ်တမူးစစ်ဝမ်းဆက်ကလေးတွေပါနော်ဒါလေးတွေနဲ့ပြသပေးပါမယ်ဒီဟာလေးတွေကတော့100ရာခိုင်နှုန်းချီသားစစ်လက်ရေးစေးသားနှစ်ဖက်ပေါက်ပေါ့နော်သူတို့ကလက်ရေးတမူးချီသားဝမ်းဆက်လေးတွေပါစပန်းမဟုတ်ပါဘူးနော်မတို့ညီမလေးတို့ဒီဟာလေးတွေကလုံးဝအိန္ဒိယနိုင်ငံထုတ်ပစ္စည်းလေးတွေဖြစ်ပါတယ်မိအိမ်တစ်လုံးဒီလိုမျိုးရောင်မြန်တစ်စိတ်ကလေးတွေလည်းပါပါမယ်နော်အဲ့လိုမျိုးလေးတွေနဲ့ဒါကြတော့ဓမီတစ်စိတ်ကိုမတို့အစင်လေးကိုပေါ့နော်နှစ်မျိုးလေးတွဲပြီးတော့ရွေးလို့ရအောင်လို့ဒါလေးဒီတစ်တုပ်ကိုထည့်ရိုက်ပေးမယ်ပေါ့နော်အပေါ်ကကြတော့မတို့မှုတ်တက်လေးနဲ့အပွင့်ကျဲလေးဒူးနာလေးနဲ့အဲ့လိုမျိုးလေးယူလဲရတယ်မြောက်ခွညူချစ်သူလေးတွေများသောအားဖြင့်ကတော့ဒီလိုအစင်စိတ်ကလေးတွေအရန်ကြိုက်ကြလို့လေနော်မတို့ဒီမှာပစ္စည်းအစင်အသစ်ကလေးပါနော်လက်ကျန်အဟောင်းလေးမဟုတ်ဘူးနော်မတို့ဒါလေးတွေကအစင်စိတ်မြိုင်လေးမိအိမ်ရခတိုင်းဆိုလို့ရှိရင်ပေါ့နော်အစင်ကျဲတွေလေအဲ့လိုမျိုးလေးတွေရောင်းပေးဖို့တဲ့အစင်ကျဲတွေလာတာများတယ်ဒီတစ်ခေါက်မှာတော့အစင်စိတ်မြိုင်လေးတွေနဲ့ရောင်းပေးမှာပါဒီတအုပ်ဆိုရင်3မီတာ1ဆက်အတွဲလိုက်ကြီးပါတဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ပြည့်တဲ့ဝါတဲ့မမတွေလည်းရပါတယ်နော်3ခိုက်မကဘူးပေါ့နော်ညီမတို့မြန်မာတိုင်းထွာနဲ့ဆိုရင်3ခိုက်တစ်ထွာကြော်လောက်အဲ့လိုမျိုးပါပါတယ်နော်အဲ့ဒါလေးတွေနဲ့ပြပေးပါမယ်ဒါလေးတွေကိုကြိုက်တယ်ဆိုနံပါတ်ကလေးတွေမှတ်ပြီးမတို့39944839 19358ဆိုတဲ့ဒီရှေ့ဆုံးကဖုန်းလေးကိုဆက်ပြီးတော့နံပါတ်လေးပြောပြီးတော့မှာပေးလို့ရပါတယ်အသေးစိတ်သိချင်လည်းထပ်ပြီးလို့ရပါတယ်မြောက်ခွညူတို့ကဒီလိုမျိုးနံပါတ်ကလေးတွေမရိုက်ခင်တည်းကကြိုတင်ရေးထားတာဖြစ်တဲ့အတွက်ကြောင့်မမတို့ညီမလေးတို့ကအယောင်လေးတွေပြောတာထက်ဆိုင်လေအဲ့လိုမျိုးနံပါတ်ကလေးတွေပြောပြီးမှာတဲ့ခါကျတော့အထက်ကမမှားတော့ဘူးပေါ့နော်အဲ့လိုမျိုးလေးပါဒါလက်ရေးလေးတွေကမတို့အယောင်တူရင်အစင်မတူရင်အယောင်မတူအဲ့လိုမျိုးလေးတွေပါနော်ဒါလေးတွေကကြတော့မတို့ဒီမှာစေးသားလေးတွေလည်းပြပေးပါမယ်သူတို့ရဲ့စေးသားလေးတွေကနှစ်ဖက်လှလေးတွေပါဒါအတဲဒါလေးကပြောင်းပြန်ပေါ့နော်လုံးဝစေးသားနှစ်ဖက်ပေါက်ခြီသားလုံးဝအိန္ဒိယတမူးခြီသားစစ်ပါနော်အိန္ဒိယတမူးလုံးကြီးဝမ်းဆက်စစ်ကလေးတွေကိုရောင်းပေးမှာပါနော်အဲ့တော့မမတို့ဈေးနှုန်းလေးလည်းပြောပြပါမယ်ဈေးနှုန်းလေးကမမတို့အပွင့်ကျဲနဲ့အစိတ်နဲ့မမတို့ကြိုက်တာယူပါတစ်စုံနဲ့ယူရင်3900ပါနှစ်စုံယူရင်36ပါ3စုံယူတာနဲ့35ပါရှင်ဒါလေးတွေနဲ့ပြပေးပါမယ်နော်လုံးဝပစ္စည်းလေးတွေကအစင်အသစ်ဆက်ကလေးတွေပါတစ်ထည်စီဖြန့်ပြပေးမယ်နော်မမတို့စိုက်မှာလာရောက်ဝယ်ရတယ်လို့မျိုးဖြစ်အောင်လို့ပြပေးပါမယ်ရှင်မမတို့ညီမလေးတို့ရေအခုပြပေးတာတော့အစင်နံပါတ်1ကလေးပါနော်အစင်လေးတွေကလုံးဝအကြီးကြီးတွေမဟုတ်ပဲနဲ့မကြီးလုံးမသေးလုံးပဲနဲ့စိတ်ကလေးတွေပါနော်ဒီတမူးလုံးကြီးလေးတွေကအရွယ်3မလုံးနဲ့လည်းလှပါတယ်မြန်မာနိုင်ငံရာသီဥတုနဲ့လည်းအရန်အသင့်တော်လိုက်ဖက်ညီတဲ့မိအိမ်တစ်လုံးတစ်စိဒါလေးကနံပါတ်1ပါနော်မမတို့ကြိုက်တဲ့အစုံလေးကိုယူပါတစ်စုံနဲ့ဆိုရင်တော့မမတို့30ခွန်ပါ2စုံ36တစ်စုံ3စုံ35ဒါလေးကနံပါတ်1လေးပါရှင်မတို့ညီမလေးတို့ခုနနံပါတ်1လေးကခရမ်းလေးပါဒါမီးအိမ်နံပါတ်2နက်ပြာရောင်လေးပါရှင်ဒါလေးကနက်ပြာရောင်လေးပါအယောင်လေးတွေကလည်းမမတို့မွဲ66တွေမဟုတ်ဘူးเนาะအယောင်ဆိုပါတယ်ရှင်အယောင်ဆိုအီလေးတွေပါအရန်ချစ်စရာကောင်းတော့စေးသားနှစ်ဖက်လာအိန္ဒိယနိုင်ငံထုတ်တမူးအစ်စ်ကလေးကိုပဲရောင်းပေးထားပါတယ်เนาะဒါလေးကနံပါတ်2ပါရှင်မတို့ညီမလေးတို့ရေဒါလေးကနံပါတ်3လေးပါရှင်စိမ့်ပြရောင်လေးပါเนาะသူကစိမ့်ပြရောင်လို့ငှက်ခါလောက်တော့လည်းမရင်ဘူးပေါ့နော်စိမ့်ပြနဲ့ငှက်ခါကြားလေးရလေးပါစိမ့်ပြလို့ပဲပြောလိုက်မယ်နော်မတို့ဒါလေးကမီးအိမ်နံပါတ်3မီတာ1ဆက်တွေပါနော်မတို့တစ်စုံနဲ့ဆိုရင်တော့38လေးပါရှင်ဒါလေးကကြတော့မီးအိမ်နံပါတ်4လေးပါရှင်ဒါလေးကနံပါတ်4လေးပါသူ့ရောင်ကြီးကဘာရောင်လေးပြောမလဲဆိုတော့ဇီးပုတ်ရောင်ပေါ့နော်ဇီးဖြော်ရည်ရောင်လို့မျိုးနော်ဇီးပုတ်ရောင်ရိုးဇီးဖြော်ရည်ရောင်ကလင်းတယ်သူကကြတော့ဇီးပုတ်ရောင်လေးဘက်ကိုသွားတယ်နင်းပေါ့အဲ့လိုရောင်လေးနော်အရန်ချစ်စရာကောင်းတယ်အနက်လေးတွေကလက်ရေးလေးတွေဖြစ်တဲ့ကြောင့်မလို့အနက်လေးတွေကတင်းလေးတွေနော်လက်ရေးချီသားအနက်လေးတွေတင်းလေးမှုေးနေတယ်နော်ဒါလေးကနံပါတ်4လေးပါရှင်
ဒါလေးကတော့မြင်းချီအောင်လို့ပဲပြောလိုက်မယ်နော်မမတို့ညီမလေးတို့ရေဒါလေးကမြင်းချီအောင်လေးကနံပါတ်5လေးပါဒါလေးတွေကနော်ပြီးသွားလို့ရှိရင်ဆေးလဲခိုင်ပါတယ်တဲ့ရှင်ခြိသားတဘောရတော့ပထမဦးဆုံးတည်ရှုံရင်တော့နည်းနည်းပပလေးတော့အယောင်ကြရင်ကြမှာပေါ့နော်ဒါပေမဲ့လေဆေးခိုင်ပါတယ်မမတို့အယောင်ကြီးပြောင်းသွားတယ်လွင့်သွားတယ်ဆိုတာမရှိပါဘူးနော်အဲ့လိုမျိုးလေးပါဆေးတွေကျွတ်ကြတာအဲ့ဒါမျိုးတွေတော့မဟုတ်ဘူးဆေးခိုင်ပါတယ်လို့ကုမ္ပဏီကလည်းပြောပါတယ်နော်မမတို့ရေဒါလေးကနံပါတ်5လေးပါရှင်မမတို့ညီမလေးတို့ရေဒါလေးကခဲလေးပါနော်ခဲရောင်လေးနံပါတ်6လေးပါဟိုအောက်ခြေကတွန့်နေတာတွေကဟိုကနော်မမတို့ဒီလိုမျိုးအထည်ကဒီမှာခောက်ထားတဲ့ခါကြတော့လေဒီမှာကြေပြီးတော့အထဲကိုဝင်နေရနော်ဒါလေးတွေကမီးဘူးတိုက်လိုက်ရင်သူကသူဆန့်သွားမယ်နော်အထည်တွေလိမ်နေတာမဟုတ်ပါဘူးရှင်ခောက်ထားတော့လေကိုးနေရမှာနော်ဒါလေးကနံပါတ်6လေးပါမမတို့ခဲရောင်လေးပါသူတို့တွေကလက်နဲ့ရေးထားတယ်အိန္ဒိယတမှုချီအစ်စ်ကလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အစင်နေအယောင်တွေကတော့နော်မတူဘူးမမတို့နည်းနည်းစီကွာတယ်နော်အစင်အယောင်လုံးဝမတူဘူးညီမလေးတို့မမတို့ကြိုက်လို့သုံးစုံယူလဲစင်တူလေးတွေကတော့မရဘူးနော်စင်တူဝစ်ချင်တယ်မမတွေညီမလေးတွေအဲ့လိုတော့မရတော့ဘူးထင်တယ်အစင်တူရင်အယောင်ကွဲမယ်အဲ့လိုမျိုးလေးတွေပဲသွားမယ်ပေါ့နော်မမတို့ဒါလေးကကြတော့နံပါတ်9ကလေးပါရှင်နက်ပြာလေးပါဒါလေးကကြတော့ဂုဏဇီးပုတ်ရောင်တဲ့နည်းနည်းလေးပို့ရင်နဲ့မင်းကုတ်ခွန်ရောင်နဲ့ဇီးပုတ်ရောင်နဲ့အဲ့လိုမျိုးဂျာလေးမင်းကုတ်ခွန်ရောင်လို့ပဲပြောလိုက်မယ်နော်မင်းကုတ်ဒီခွန်ရောင်လို့ပဲပြောလိုက်ပါမယ်ဒါလေးကနံပါတ်8ကလေးပါရှင်ချစ်စရာလေးနော်မမတို့ညီမလေးတို့ရောင်လေးတွေလည်းလှတယ်စေးသားလည်းနှစ်ဖက်လှပါစေးလည်းခိုင်ပါတယ်နော်3မီတာ1ဆက်ပါဒါလေးကတော့အုတ်ကျိုးရောင်လေးပါနော်အုတ်ကျိုးရောင်လေးကနံပါတ်6လေးပါရှင်အိန္ဒိယနိုင်ငံထုတ်တမူးချီသားစစ်ကလေးမှာလက်ရေး1ဆက်ကလေးတွေပါတစုံနဲ့38တစုံနဲ့39နှစ်စုံ36 3စုံဆိုလို့ရှိရင်ဟုတ်တယ်နော်3စုံဆို35ပါရှင်မမတို့ညီမလေးတို့ဒါလေးကကြတော့အနက်ပေါ်မှာခဲလေးတွေပြန်ပြီးသူကဟိုတွေးကြောပုံစံမျိုးလေးလောက်ပေးထားတာပါအောက်ကအနက်ပေါ်မှာခဲလေးတွေတွေးကြောလောက်လိုက်တော့နက်ပြာနဲ့နည်းနည်းဆင်တယ်နော်ဒါလေးကနံပါတ်10လေးပါရှင်ဒါလေးကမီးအိမ်တစ်စိမ့်နော်တမူးမှာမီးအိမ်တစ်စိမ့်ကမီးအိမ်တစ်စိမ့်တို့အရင်နာမည်ကြီးတဲ့ဟိုနင်းပေါ့နော် brand လေးတွေပါမယ်နော်မမတို့ရေဒါလေးက10ပါရှင်ဒါလေးကလည်းအုတ်ကျိုးရောင်လေးပါဂုဏကအုတ်ကျိုးနဲ့မမတို့ညီမလေးတို့အယောင်တူပေမဲ့အစင်ကြတော့လုံးဝမတူတော့ပါဘူးเนาะအဲ့လိုမျိုးလေးပါဒါလေးတွေကလက်ရေးတမူးအိန္ဒိယနိုင်ငံထုတ်တမူးစစ်လေးတွေကိုမြောက်ခွညူချစ်သူလေးတွေကိုရောင်းချပေးထားပါတယ်ရှင်ဒါလေးကနံပါတ်17လို့ပြောပြီးမှာပေးပါเนาะဒါလေးကတော့အနက်ရောင်လေးပါရှင်ဒါလေးကနံပါတ်12ကလေးပါမမတို့နက်ပြတဲ့အနက်တွေကတော်တော်လေးခွဲရတယ်เนาะသူကအနက်ကိုနက်ပြဖောက်တယ်လို့ပဲမမတို့ညီမလေးတို့ရေအနက်လို့နက်ပြလို့နဲ့နက်ပြအရင်ဆိုတော့အနက်ဘက်ကိုလည်းသွားတယ်အနက်လို့နက်ပြလို့ပါပဲเนาะဒါလေးကနံပါတ်12ကလေးပါရှင်အိန္ဒိယလက်ရေးတမှုစစ်လေးတွေပါကျမရည်နဲ့လည်းညီအစင်ဒီဇိုင်းလေးလည်းလှဈေးလေးကလည်းလုံးဝတင့်ပါတယ်နော်လုံးဝ3မီတာ1ဆက်အိန္ဒိယတမှုလက်ရေးချီတာဆေးခိုင်လေးပါဒါလေးကနံပါတ်73လေးပါရှင်နံပါတ်73လေးပါနော်ဒါလေးကတော့နံပါတ်14ခရမ်းရောင်လေးပါရှင်ဒါလေးကနံပါတ်14ခရမ်းလို့ပြောပြီးမှပေးပါ3မီတာတွေအခုပေါ့နော်မြောက်ခွညူပြသွားတာတွေအကုန်လုံးက3မီတာ1ဆက်တွေပါပဲနော်3မီတာ1ဆက်နံပါတ်14လေးပါရှင်ဒါလေးကကြတော့မင်းကုတ်ဒီလေးကိုပဲပြောလိုက်ပါမယ်နော်မမတို့ညီညိုလည်းဟုတ်တယ်မင်းကုတ်လည်းဟုတ်တယ်ပေါ့နော်ဒါလေးကမင်းကုတ်ဒီလေးပါနံပါတ်15လေးပါရှင်နံပါတ်15လက်ရေး3မီတာအိန္ဒိယတမှု1ဆက်စစ်လေးပါမီးအိမ်တစ်စိမ့်လေးပါနော်လေးကကြတော့မမတို့အောက်ခံမှုတက်လေးပေါ်မှာလက်ရေးလေးဆွဲပေးထားတယ်လက်ရေးခြိသားအိန္ဒိယနိုင်ငံထုတ်တမှုခြိသားစစ်လက်ရေးတမှု1ဆက်ကလေးတွေပါဒါလေးကအစင်ပြောင်းသွားပါပြီရှင်အောက်ခံလေးကမမတို့ညီမလေးတို့ဒါလေးဆိုနက်ပြလေးလို့ပဲပြောလိုက်ပါမယ်နော်နက်ပြလေးနံပါတ်16ပါဈေးအတူတူပဲယူလိုက်ပါတကယ်တော့သူကဝယ်ရတာ1000ပို့ပါတယ်နော်1000ပို့ပေမဲ့လည်းမမတို့ညီမလေးတို့ဈေးအတူတူပဲထားပေးလိုက်တယ်တစုံနဲ့ယူမယ်ဆိုလို့ရှိရင်မမတို့30ခွန်ပါနော်ဒါလေးတွေအရန်လှပါတယ်ရှင်အသားလေးအရန်ကောင်းတော့ဓမီတစ်စိတ်ကလေးပါနော်ဒါလေးကနံပါတ်16 3မီတာ1ဆက်ပါဒါလေးကတော့ကြံရီရောင်လေးပါနော်မမတို့ညီမလေးတို့နံပါတ်18ကလေးပါမမတို့ကြိုက်တဲ့3စုံယူမယ်ဆိုလို့ရှိရင်လေကြိုက်တဲ့3စုံအစင်ကိုရွေးပြီးတော့စိတ်ကြိုက်အစင်ရွေးပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်နော်မမတို့ရေဒါလေးကကြံရီရောင်လေးနံပါတ်18 3မီတာ1ဆက်အိန္ဒိယနိုင်ငံထုတ်လက်ရေးတမှုခြိသားစစ်လေးတွေဖြစ်ပါတယ်ရှင်ဓမီတစ်စိတ်ကလေးတွေပါနော်ဒီမှာဆိုလို့ရှိရင်သူတို့ရဲ့ဒီမှာကုမ္ပဏီတွေဒီမှာတစိမ့်တွေသူတို့ရဲ့ဒီမှာဆက်သွယ်လို့ရမယ်မမတို့ channel တွေအကုန်ပါတယ် Viber
နံပါတ်တွေနော်လုံးဝအိန္ဒိယတမှုပစ္စည်းစစ်ကလေးဖြစ်ကြောင်းဒီမှာတင်အကုန်လုံးအပြည့်အစုံပေါ့နော်သူတို့ရေးပေးထားပါတယ်မမတို့အဲ့တော့စိတ်ချပြီးယူပါနော်အိန္ဒိယတမှုဝမ်းဆက်ကလေးတွေကိုပဲရောင်းပေးထားပါတယ်ရှင်အသားအနာကလည်းအရန်ကောင်းပါတယ်ဆေးလဲခိုင်တယ်ဒါလေးကနံပါတ်18ကျန်ရင်ဒီအယောင်လေးကကြတော့လေအယောင်ဆန်းလေးမမတို့ညီမလေးတို့ရဲ့နီညိုလိုနီညိုနဲ့အဲ့လိုမျိုးပေါ့နော်နီညိုလို့ပဲပြောရမှာပဲเนาะသူ့ရောင်လေးကဘလို့လေးလည်းမသိဘူးဂရီပါအဲ့လိုမျိုးလေးအလင်းပေါက်ထားတဲ့တမျိုးလေးပဲချစ်စရာလေးเนาะဒါလေးကလည်းနံပါတ်18အိန္ဒိယနိုင်ငံထုတ်တမှုလက်ရည်ဝမ်းဆက်ချီသားစစ်လေးတွေပါဒါကလည်း light တစ်စိတ်ကလေးเนาะမမတို့အလင်းရောင်ဓမီအဲ့ဒါနဲ့တူတူပဲเนาะသူတို့တွေကုမ္ပဏီတွေတူတူပဲเนาะသူတို့ရဲ့လက်ဒီမှာကုမ္ပဏီတစ်စိတ်တွေကုန်ပါပါတယ်เนาะဒါဓမီရပဲထုတ်ပေးထားတာပါ light အလင်းရောင်ပေါ့เนาะသူကကြာလဲဒါလေးကနံပါတ်18လေးပါမိုးကန်လေးပေါ်မှာရေးဆွဲပေးထားတဲ့လက်ရေးတမှုအစ်ဝမ်းဆက်လေးပါရှင်မမတို့ညီမလေးတို့ရေဒါလေးကလည်းလှတယ်နော်မမတို့အနက်လိုနက်ပြလိုပဲအနက်ထင်တယ်နော်အောက်ခံအနက်လားသူကအရန်နက်ပြလို့အဲ့လိုမျိုးလေးပါသူတို့ကမှုကန်လေးတွေပေါ့နော်လက်ရေးမှုလေးတွေပါရှင်ဒါလေးတွေကနံပါတ်19တမှုအိန္ဒိယနိုင်ငံထုတ်ဝမ်းဆက်နံပါတ်19လေးပါတစုံနဲ့ဆိုရင်တော့38လေးပါနော်ဒါလေးကတော့ခရမ်းဆူဆူရောင်လေးပါခရမ်းသီးအရင်ရောင်လေးပေါ့နော်ခရမ်းသီးလေးကိုလေအဲ့လိုရင်ရောင်လေးရမ်းလာတာပဲနော်ဒါလေးလည်းနံပါတ်20လေးပါရှင်3မီတာဝမ်းဆက်အိန္ဒိယနိုင်ငံထုတ်လက်ရေးတမှုချီသားစစ်လေးတွေပါဒီမှာနော်မမတို့သူတို့ရဲ့ဒီမှာကုမ္ပဏီတစ်စိတ်တွေအကုန်လုံးဆက်သွယ်လို့ရမယ်သူတို့ရဲ့ contact number တွေရောအကုန်လုံးထည့်ပေးထားပါတယ်နော်မမတို့ဒါ3မီတာဝမ်းဆက်လေးတွေပါရှင်ဒါလေးတွေကစေးသားလေးမမတို့ဒီမှာကြည့်ပါလုံးဝနှစ်ဖက်လှတွေကျမကြီးနဲ့လည်းညီညွတ်ပြီးတော့အရန်ဝတ်လို့ကောင်းတယ်ပေါ့နော်ဒါလေးတွေကမြန်မာနိုင်ငံရာသီဥတုနဲ့အရန်တင့်တော်လိုက်ဖက်ညီတယ်ဈေးလေးကလည်းလုံးဝတင့်ပါတယ်ရှင်လက်ရေးလေးကိုလည်းဝေးရမယ်အိန္ဒိယနိုင်ငံထုတ်ချီသားစစ်လေးတွေဝေးရမယ်ဆိုတော့မမတို့ညီမလေးတို့ကြိုက်နှစ်သက်တဲ့ဆိုရင်3994435358ဆိုရဒီရှေ့ဆုံးကဖုန်းလေးကိုဆက်သွယ်ပြီးနံပါတ်လေးတွေပြောပြီးတော့မှာယူအားပေးလိုက်ပါရှင်ဒါဗီဒီယိုဖိုင်လေးတင်ပေးထားတာပါလိုက်လွှင့်တာမဟုတ်တဲ့အတွက်မမတို့တွေ့တဲ့အချိန်ကြိုက်တဲ့နံပါတ်လေးကိုပြောပြီးဖုန်းဆက်ပြီးမှာလို့ရပါတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နံပါတ်လေးတွေကိုကြိုက်တဲ့နံပါတ်အရောင်လေးတွေအမြန်ဆုံးရချင်တော့အမြန်ဆုံးလေးဖုန်းလေးဆက်ပြီးမှာလိုက်ပါနော်ကျေးဇူးတင်ပါတယ်ရှင်